ကဲဒီအပိုင်းစိတ်နဲ့ကိုယ်နဲ့မကတ်လို့ဗီဒီယိုလည်းမလုပ်နိုင်ဘူးပေါ့နော်စာပေပိုင်းနေလည်းနားထားတယ်အဲ့တော့လက်ရှိဒီရှေ့စွဲလေးတစ်စီးကိုကျွန်တော်ဆင်နေတယ်နည်းနည်းထူးထူးဆန်းဆန်းရေလို့တော့မဟုတ်ဘူးပေါ့နော်နည်းပုံစံဆန်းလေးဖြစ်အောင်နည်းနည်းကွဲထွက်နေအောင်ဆင်ထားတာပေါ့နော်ပုံမှန်ဆိုလို့ရှိရင်ဒီဒိုင်ခွက်တွေကဒီဟာနဲ့တွဲရလာတာအခုကတော့တီးတီးတန်းတန်းပဲ36ဖို့ဒိုင်ခွက်လေးပဲဖြစ်ပါတယ်ဒါစပိန်လီဘာဒိုင်ခွက်ပဲဒါပေမဲ့သူကတော့တီးတန့်လာတဲ့ဒိုင်ခွက်ပေါ့နော်အဲ့တော့ဒီနေ့ဒီဒိုင်ခွက်ရဲ့ကျိုးအကြောင်းတွေကိုကျွန်တော်ရှင်းပြပေးပါမယ်နော်အဲ့တော့ကျွန်တော်ဒီဘက်မှာဆိုလို့ရှိရင်ဒါကြီးဆိုလို့ရှိရင်ခလုတ်တွေလှမ်းနေရတာဝေးတယ်ဒီဘက်မှာကျွန်တော်ဘာခလုတ်မှမထားထားဘူးဒီဘက်မှာပဲထားထားတယ်ဒါမီခလုတ်ဟွန်ခလုတ်3 speed ဒီဘိန်းမှာဘာလို့3 speed ထည့်ပေးရတာလဲဆိုတော့ဒီ20ဘိန်းလေးတွေကကျွန်တော်တို့အမျိုးသမီးနဲ့ဒီကလေးငယ်တွေလူငယ်ပိုင်းလေးတွေအစီးများတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဒီ3 speed ထည့်ထားတာဒီ speed ကို limit လုပ်လို့ရအောင်ထည့်ပေးထားတယ်အဲ့တော့အနည်းနဲ့လည်းရတယ်ပုံမှန်တိုင်းလည်းရတယ်အမြန်လည်းရတယ်သူတို့စီးကျင်တဲ့မုံမှာထားလို့ရတယ်နော်ကျွန်တော်တစ်ချက်ကြိုးကြောင်းလေးရှင်းပြပေးပါမယ်ဒါဒိုင်ခွက်အနေထားပေါ့နော်အဲ့တော့ဒီကျိုးမှာကဒါသူ့ရဲ့ကျိုးပါဒီကျိုးမှာဆိုလို့ရှိရင်အနီရဲ့အနက်ရဲ့ပြီးတော့အဝါရဲ့အစိမ်းရဲ့ဒီခန်းရောင်ရဲ့ဆိုပြီးလာတယ်နော်အဲ့တော့ကျွန်တော်ကတော့ကိုယ်တိုင်လှုပ်ချင်တဲ့မိတ်ဆွေတွေပဲဖြစ်ဖြစ်အခုမှဒီပရိစပိန်ပညာကိုလေ့လာနေတဲ့သူတွေပဲဖြစ်ဖြစ်သူတို့အတွက်လွယ်ကူအောင်ကျွန်တော်ရှင်းပြနေခြင်းပဲဖြစ်ပါတယ်အဲ့တော့ပုံမှန်တိုင်းဒီအနီနဲ့အဝါကတော့ဒါတော်ကျိုးတွေပဲဖြစ်ပါတယ်အဲ့တော့တော်ကျိုးလားဘာကျိုးလားသိကျင်လို့ရှိရင်ဒီဆက်နဲ့ပဲဖြစ်ဖြစ်ပြီးတော့ဒီမီတာအတန်စကေးနဲ့ပဲဖြစ်ဖြစ်တော်ကျိုးကိုရှာလို့ရတယ်เนาะအဲ့တော့ဒါကတော့ကျွန်တော်ကျိုးရှာထားတဲ့အနေထားเนาะအဝါကျိုးကိုတော်ကျိုးတွေကိုထည့်ထားတယ်အနီကျိုးကိုဘက်ထရီဒါရိုက်ထဲကိုထည့်ထားတယ်ကျွန်တော်တော့ဘက်ထရီဒါရိုက်ထဲကိုကျိုးလုံးကြီးတော့တော့မထည့်ဘူးအလုပ်ရှုပ်တယ်အဲ့တော့remove မှာပါတယ်အနီနဲ့ကျိုးတွေကအနီကျိုးကလည်းဘက်ထရီဒါရိုက်ကျိုးပါပဲခင်ဗျအဲ့ကျိုးတွေကိုကျွန်တော်သွားထည့်ထားတယ်အဲ့တော့နောက်ထပ်အမဲကျိုးတော့သူ့ရဲ့ဒီ ground ကျိုးတွေပဲထည့်ထားတယ်အဲ့တော့နောက်ထပ်အစိမ်းရယ်ဒီပန်းရောင်လေးပဲကြံမယ်နော်ဒီအစိမ်းကတော့ကျွန်တော်တို့ဒီ mindlet တက်မှာပေါ့ဒီချောကလက်ရောင်လေးက mindlet ကျိုးဒီအစိမ်းနဲ့တွေ့လိုက်လို့ရှိရင်ကျွန်တော်လီဗာဆွဲရင် mindlet တက်မယ်ဒီပန်းရောင်လေးကတော့ရှေ့မီးကျိုးတွေကိုထည့်ရမှာဘာလို့လဲဆိုတော့ဒီကောင်မီးဖွင့်လို့ရှိရင်ဒီမှာလာပြီးတော့ဒီနားလေးမှာရှေ့မီးထွန်းနေရဆိုတာလေးပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီရှေ့ခွဲလေးကိုတစ်ချက်စပီဆန်းပြပေးပါမယ်ဒါကတော့ speed 1ပါဒါ speed 1ပါဒါ number 2ပါဒီက number 3ပါအဲ့တော့တစ်ချက်ပြပေးမယ်နော် number 1မှာဘယ်လောက်ထိတက်လဲဆိုတော့30ထိတက်တယ် number 2 40 number 3လည်း40ထိတက်ပါတယ်ဒါတော့ဘက်ထရီတွေကတော့ဒါအဟောင်းနေဆိုတော့လီဗာဆွဲလိုက်ရင်တော့အားလျော့တယ်နော်အဲ့တော့ဒါကတော့သူရဲ့16ပွင့်မီးပါဒါကတော့ဟွန်းအဲ့တော့ဘိန်းကတော့ခုမှဝါရင်းလိုင်းလေးတွေပဲရှိသေးတယ်ကျန်တဲ့ဘိုင်းတွေတေချာပြန်လုပ်ဖို့ရှိသေးရဲ့နော်ပြီးတော့ဒီကောင်လေးဆိုတော့ကျွန်တော်နောက်မီလေးပါတက်မှာဖြစ်ပါတယ်နောက်မီကတော့ပြန်ဖိုင်းရမှာနော်အဲ့တော့သူ့မှာကျွန်တော်အမြဲတမ်းစင်နေကြအတိုင်းပဲ remove ထည့်ထားတယ်ဗတ်မှန်နေပါမယ်နောက်မှကျွန်တော်စိတ်တိုင်းကြဆင်ထားတဲ့ဘိန်းပေါ့နော်ဒါဆိုလို့ရှိရင်တော့ခတ်ထားတာပါထိရနဲ့အော်မှာဖြစ်ပါတယ်အဲ့တော့ကျေးဇူးအားပေးတဲ့မိတ်ဆွေတို့ကိုကျေးဇူးတင်ပါတယ်ခင်ဗျ